လစာကောင်းအလုပ်တစ်ခုရဖို့အတွက်မြေခွေးနီတကောင်ဟာထောင်ချောက်ထဲကိုတမင်ဝင်ဖမ်းခံခဲ့ပါတယ်။သူ့အကြံအောင်မြင်ပြီလို့ထင်နေတော့မှာပဲလေသမားကသူ့ကိုမလိုချင်ဘူးလို့ပြောလိုက်တဲ့အကြောင်းကတော့သူတို့လိုချင်တာကငွေရောင်မြေခွေးဖြစ်နေလို့ပါပဲဒီလိုနဲ့သူ့ကိုကန်ထုတ်လိုက်ကြတယ်။ဒါပေမဲ့ဒီလိုအကန်ခံလိုက်ရတာကပဲသူ့အတွက်အကြံတစ်ခုရသွားစေခဲ့တယ်။သူ့ခြေထောက်မှာပေသွားတဲ့ငွေရောင်ဆေးကိုမြင်လိုက်တဲ့အခါမှာတော့သူ့ကောင်းတဲ့အကြံတစ်ခုဝင်းခနဲပေါ်လာတော့တာပါပဲ။တိတ်မကြပါဘူး။သူဟာသူ့တကူလုံးကိုငွေရောင်ဆေးတွေတုပ်ပြီးငွေရောင်မြေခွေးအဖြစ်ဟန်ဆောင်လိုက်ပါတယ်။အလုပ်ရလို့ပျော်နေတဲ့သူကလေသမားမျက်စိထဲမှာတော့သူဟာဈေးကြီးပေးရတဲ့တားမွေးအစတစ္ဆပဲဆိုတာကိုမသိခဲ့ရှာဘူး။အဲ့ဒီနောက်မြေခွေးကိုလှောင်အိမ်တစ်ခုထဲထည့်ပိတ်ထားလိုက်တယ်။သူကတော့တိတ်မကြခင်ရတော့မဲ့အထူးခွင့်ရေးတွေကိုတွေးပြီးပျော်နေခဲ့တာပေါ့။အဲ့ဒီအချိန်မှာပဲဘေးလောင်အိမ်ကငွေရောင်မြေခွေးတစ်ကောင်ကလူတွေကမြေခွေးသားမွေးကိုပဲလိုချင်တာဆိုပြီးတတိပေးပေမဲ့မြေခွေးနီကလုံးဝမယုံခဲ့ပါဘူး။မကြခင်မှာပဲအဖမ်းခံထားရတဲ့ငွေရောင်မြေခွေးတွေအားလုံးဒီညထောင်ဖောက်ဖို့အစီအစဉ်ဆွဲကြတယ်။အစီအစဉ်အတိုင်းတနက်တန်ကြတော့ငွေရောင်မြေခွေးတွေဟာလှောင်အိမ်တကားတွေကိုဖွင့်ပြီးထွက်ပြေးကုန်ကြတယ်။မြေခွေးနီကတော့တမင်တကာကိုနှိကွေးနေလိုက်တဲ့အားလုံးထွက်သွားပြီဆိုမှသူကလှောင်အိမ်ထဲကိုအမြန်ပြန်ဝင်ပြီးတကားတော့ကိုဆွဲထုတ်ပြီးအဝေးကိုလွှင့်ပစ်လိုက်တယ်။သူ့အလုပ်ကိုဘယ်သူမှလာမလုပ်နိုင်တော့ဘူးပေါ့။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူကဆိုင်းဘုတ်တစ်ခုကိုတွေးလိုက်ပြီးပစိန်သွေးနေတဲ့အတန်ကိုကြားလိုက်ရတယ်။အဲ့ဒီအခါမှငွေရောင်မြေခွေးတွေပြောတာအမှန်ဆိုတာကိုသူသဘောပေါက်သွားတော့တယ်။သူလဲထွက်ပြေးဖို့စူးစမ်းပေမဲ့တော့ကသူ့လက်လန်းမမီတဲ့စီရောက်နေခဲ့ပြီးခဏအကြာမှာတော့လူတစ်ယောက်ပစိန်တလက်ကင်ပြီးဝင်လာပါလေရောမြေခွေးလဲတော့ကိုအမြန်ပြန်ကောက်တကားကိုဖွင့်ပြီးအသက်လူထွက်ပြေးရတော့တယ်။လူကလည်းအမဲလိုက်ခွေးတွေလွတ်ပြီးသူ့နောက်ကိုလိုက်ခိုင်းတယ်။သူတို့ဟာအတားအဆီးတွေကျင်းမြောင်းတဲ့ရေနှုတ်မြောင်းတွေထဲကိုပါဖြတ်ပြီးပြေးကြလွှားကြတယ်။နောက်ဆုံးမှာတော့မြေခွေးကမြစ်ထဲကိုခုန်ချလိုက်တဲ့ရေနဲ့ထိသွားတာနဲ့သူ့ကိုယ်ပေါ်ကငွေရောင်ဆေးတွေလည်းပြောင်းစင်သွားတော့တာပေါ့။သူကငွေရောင်မြေခွေးမဟုတ်ကြောင်းရှင်းပြဖို့စူးစမ်းပေမဲ့ခွေးတွေကတော့သူတို့အလိန်ခံလိုက်ရတယ်လို့ထင်ပြီးဒေါသအကြီးနဲ့သူ့ကိုဝိုင်းပြီးရိုက်နှက်ကြပါတော့တယ်။